ပရိသတ်များမင်္ဂလာပါအခုကတော့2025ခုနှစ်အတွက်ကျင်းပခဲ့တဲ့ Emmy Award ဆုဝေးပွဲအစီအစဉ်ကိုတင်ပြပေးသွားမှာဖြစ်ပါတယ် American Los Angeles မှာတော့2025ခုနှစ်အတွက် Emmy Award ဆုဝေးပွဲကိုခန်းခန်းနာနာကျင်းပခဲ့ပြီး Hollywood ကျဲခွင့်များစွာတက်ရောက်ခဲ့ကြပါတယ်စကားတင်ဆင်းပါသူများဟာမိမိတို့ရဲ့ TV series အလိုက်ရုပ်ရှင်များအလိုက်ဒရာမာဟာတာစသဖြင့်အသီးသီးဆုများရယူဖို့ကော်စောနီပေါ်ရှောက်လန်းလာခဲ့ကြပါတယ်အခုနှစ်ပွဲကိုတော့ CBS ကကြီးမှုကျင်းပတာဖြစ်ပါတယ်The Emmy goes to the studio. ဆာရိုဂျန်ကတော့ Emmy ဆုကိုဟာတာစီရီဖြစ်တဲ့ The Studio နဲ့ရရှိခဲ့မှုအပေါ်အရှုံးဖောက်သွားခဲ့ပါတယ်ဖျော်ဖြေရေးလောကရဲ့ခက်ခဲကြမ်းတမ်းမှုတွေစ조사လှုပ်ဆောင်ရတာတွေနဲ့အဆိုးအကောင်းတွေကိုဒီရှိုးမှာဖော်ပြနိုင်ခဲ့ပါတယ်ဆုပေးဝဲစနစ်ထက်ကိုတော့ပါဝင်သရုပ်ဆောင်သူများစွာအတူတကွဆုလက်ခံရယူခဲ့ကြပါတယ် If you appreciated our show, if you voted for our show especially, thank you very much. I'm legitimately embarrassed by how happy this makes me. And to be standing up here with all these people, these are the best people I know, and to have them spend their days with me, working with me, is truly like one of the great honors of my life. And the Emmy goes to The Pit. American Los Angeles မှာကျင်းပခဲ့တဲ့ Emmy ဆုပေးပွဲမှာတော့ Best Drama Series ဆုကို The Pit ကရရှိခဲ့ပါတယ်။စိတ်ပညာဆိုင်ရာအကြောင်းရိုက်ကူးထားတဲ့ဒရာမာဖြစ်ပြီးအခြားစကားတင်ဒရာမာများကိုကြော်ဖြတ်ကထိုက်ထိုက်တန်တန်ရရှိခဲ့တာပဲဖြစ်ပါတယ်။အားလုံးအတွက်ရည်ညွှန်းကြပါတယ်။ကျမ်းမာရေးလုပ်သားတွေရှေ့တန်းမှာတုတ်ပြန်ဆောင်ရွက်နေကြတဲ့သူတွေအားလုံးအတွက်ပါလေးစားပါတယ်။သူတို့ကိုကာကွယ်ပေးကြပါ။သူတို့ကိုယုံကြည်ကြပါလို့လေဇက်ကားဖန်တီးသူScott Gambey ကပြောကြားခဲ့ပါတယ်။ Owen Cooper, adolescent. Emmy ဆုပေးပွဲရဲ့အသက်ငယ်ဆုံးအမျိုးသားသရုပ်ဆောင်ဆုကိုတော့ Owen Cooper ကအဒလန်ဆက်စကားနဲ့ရရှိခဲ့ပါတယ်။ Cooper ဟာအခုမှအသက်15နှစ်ပဲရှိသေးတာဖြစ်ပါတယ်။ Emmy ဆုများအနက်အသက်ငယ်ဆုံးဆုရသူလည်းဖြစ်ပါတယ်။သူ့အနေနဲ့အကောင်းဆုံးဇက်ဖို့သူနေရာကနေမှပါဝင်ခဲ့တာဖြစ်ပါတယ်။ရိုးသားစွာပြောရရင်ဒီဇက်ကားကိုရိုက်ခဲ့တဲ့နှစ်တွေကအမေရိကန်ကိုတောင်ရောက်ပါမလားလို့ဆိုရင်ခဲ့ပါတယ်။အခုတော့ကိစ္စမရှိတော့ပါဘူးလို့ပြောကြားခဲ့ပါတယ်။ And the Emmy goes to Adolescents. Emmy ဆုပေးပွဲရဲ့အကောင်းဆုံး series ဆုရခဲ့တဲ့ Adolescence ကတော့ Netflix မှာပြသခဲ့တာဖြစ်ပြီးဒီဇက်ကားကတော့အသက်13နှစ်အရွယ်ကောင်လေးတစ်ယောက်ရဲ့အခန်းပေါ်ကိုတတ်တယ်လို့ဆွဆွဲခံခဲ့ရတဲ့အကြောင်းဖြစ်ပါတယ်။ထုံးစံအတိုင်းပဲဒီလိုကိစ္စတွေမှာလူမှုမီဒီယာရဲ့ကျေပြန့်တဲ့သက်ရောက်မှုကိုလည်းမြင်တွေ့ခဲ့ကြရပါတယ်။ဗရိန်သရုပ်ဆောင် Stephen Graham ကအနိုင်ရသူရှုံးနေသူမရှိပါဘူး။အားလုံးကစူးစမ်းခဲ့ကြတာပါပဲ။ဒါပေမဲ့ကျွန်တော်တို့ကတော့အရန်ကိုမှလှပတဲ့မိသားစုတစ်ခုကိုဖန်တီးနိုင်ခဲ့ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ I love yous dearly, and I'm sorry I forgot. This was a huge collaboration. What we do, it's not a game of footy. Do you know what I mean? There is no winners and there is no losers. It's all subjective. But what we managed to create was a beautiful family. And whether you was number one on the call sheet or number 101, we were treated equally and everyone was respected and treated with the utmost of respect. Adolescent စကားနဲ့ The Studio စကားတွေကတော့အခုနှစ် Emmy ဆုပေးပွဲမှာဆုတွေအများကြီးစကူခဲ့ကြပါတယ်။ Series သို့မဟုတ်ရုပ်ရှင်အကောင်းဆုံးဒါရိုက်တာဆုကို Philip Barantini က Adolescent ဟာတာ Series အကောင်းဆုံးဒါရိုက်တာဆုကို Sarojan က The Studio
ဟာသစီရီအကောင်းဆုံးဇာတ်ညွှန်းစုကိုဆာရိုဂျန်အီဗန်ကိုဘတ်ပီတာဟော့အဲလက်စ်ဂရီဒီကိုရီဖရီတာပီရက်စ်တို့က The Studio စီရီသို့မဟုတ်ရုပ်ရှင်ဇာတ်ညွှန်းစုကိုအဒလန်ဆက်ဟာသစီရီအကောင်းဆုံးသရုပ်ဆောင်စုကိုဆာရိုဂျန်က The Studio အကောင်းဆုံးအမျိုးသမီးဇာတ်ပို့စုကိုစီရီနဲ့ရုပ်ရှင်မှာအာရင်ဒိုဟာဒီကအဒလန်ဆက်အကောင်းဆုံးသရုပ်ဆောင်စုကိုစီရီနဲ့ရုပ်ရှင်မှာစတီဗင်ဂရီဟန်ကအဒလန်ဆက်အကောင်းဆုံးစီရီစုကိုအဒလန်ဆက်အကောင်းဆုံးဟာသစီရီစုကို The Studio တို့ကရရှိခဲ့ကြတာဖြစ်ပါတယ်။ The reality competition program မှာတော့ The Traitors Best of Series မှာတော့ The Late Snow with Stephen Colbert Best Script Variety Series မှာတော့ Let's Be Tonight with John Oliver Best Variety Specialized မှာ SNL 50 This Anniversary Special Drama Series အကောင်းဆုံးသရုပ်ဆောင်စုကို The Pit နဲ့ Noah Wayne ကရရှိခဲ့ပြီး Drama Series နဲ့အကောင်းဆုံးမင်းသမီးစုကို Brit Lower က Severance နဲ့ရရှိခဲ့တယ်လို့အကောင်းဆုံးအမျိုးသားဇာတ်ပို့စုကိုလည်း Severance နဲ့ပဲရရှိခဲ့တာဖြစ်ပါတယ်။ Drama Series ရဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ပို့စုကို The Pit နဲ့ Catherine Lasanaစီရီသို့မဟုတ်ရုပ်ရှင်မှာအကောင်းဆုံးမင်းသမီးစုကိုခရစ်စတင်မီလီရိုဒီက The Penguin ဖြင့်ရရှိခဲ့ပြီးဟာသစီရီမှာအကောင်းဆုံးမင်းသမီးစုကို Haspit Shansmat အကောင်းဆုံးအမျိုးသမီးဇာတ်ပို့စုကိုလည်း Hus နဲ့ Hannah Invindaဟာသစီရီမှာအကောင်းဆုံးအမျိုးသားဇာတ်ပို့စုကို Jack Hiller က Somebody Somewhere Drama Series မှာအကောင်းဆုံးဇာတ်ညွှန်းစုကို Andrew ဖြင့် Anki Rhino ကလည်းဆုတွေရရှိခဲ့ကြပါတယ်။အခုကတော့ American Los Angeles မှာကျင်းပခဲ့တဲ့ Emmy Award ဆုပေးပွဲအကြောင်းအပြည့်အစုံတင်ပြပေးခဲ့တာပဲဖြစ်ပါတယ်။ရှုဆောင်အားပေးခဲ့ကြတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ရှင်။